အားလုံးပဲမင်္ဂလာပါကျွန်တော်ကအဆိုင်ရဲ့ဖောင်တာဖြစ်တဲ့တက်ဆောင်လေးမှာကျွန်တော်တို့လုပ်ငန်းလေးတွေကိုမိတ်ဆက်ပေးကြပါတယ်ဆိုတော့ကျွန်တော်တို့ကလုပ်ငန်းရှင်သန်လာတာ10စုနှစ်တခုပတ်ဝန်းကျင်ကိုရောက်လာပါပြီဆိုတော့ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းတွေကတော့ construction integration playground ဆိုပြီးကျွန်တော်တို့တည်ခဲ့တာပေါ့နော်ဆိုတော့အဲ့တော့မိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ service တွေကိုဝေဝါးတာတွေကျွန်တော်တို့လုပ်ငန်းတွေကိုတိတ်မသိသေးတာတွေအတွက်ပေါ့ကျွန်တော်တို့ကရှင်းပြခြင်းဖြစ်ပါတယ်နောက်ပိုင်းလဲကျွန်တော်တို့ဒီ channel မှာအမြဲတမ်းပဲကျွန်တော်တို့ရဲ့သက်ဆိုင်ရာcompany page တွေနောက် TikTok တွေ YouTube တွေမှာကျွန်တော်တို့အမြဲတမ်းသက်ဆိုင်ရာဌာနကနေလိုက်ပြီးတော့သူတို့အမြဲတမ်း knowledge sharing တွေကျွန်တော်တို့ရဲ့ activity လေးတွေကျွန်တော်တို့ရဲ့ decoration site တွေ background site တွေအဲ့ဒါတွေကိုမျှဝေသွားပါမယ်ဆိုတော့ကျွန်တော်တို့ကတမျိုးကြဒီစောက်လုပ်ရေးတွေ decoration တွေ playground creation တွေကိုလောက်လာတယ်ပေါ့နော်10စုနှစ်တခုဝန်းကျင်ရောက်ပြီအဲ့ဒါကိုကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ဒီနှစ်ပိုင်းမှာ upgrade ပြင်ဆင်ထားပါတယ်အဲ့တော့ဘာတွေပြင်ဆင်ထားရလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလုံခြုံပြီးတော့ရည်သွေးရှိတဲ့ learning and living environment တွေကိုအကောင့်ထဲပေါ်ဖို့စတင်ဖို့ကျွန်တော်တို့ပြင်ဆင်ထားပါတယ်အဲ့ဒါတွေကဘာလဲဆိုတော့ကျွန်တော်တို့ကျောင်းခန်းတွေကကျောင်းစာသင်ကျောင်းတွေပေါ့နော်ကျွန်တော်တို့နိုင်ငံတကာစစ်မီစာသင်ကျောင်းတွေ international school တွေ private school တွေကျွန်တော်တို့ဖွဲ့စည်းတဲ့အချိန်မှာ standard unit တွေနဲ့ဖွဲ့စည်းရတယ်ပေါ့နော်ဆိုတော့အဲဒီ standard unit တွေမှာကျွန်တော်တို့ကဒီ safe environment ပေါ့ကလေးတွေအတွက် safe environment ဖြစ်အောင်ကျွန်တော်တို့ကကစားကွင်းတွေကျွန်တော်တို့ရဲ့ကျောင်းသုံး furniture တွေ pre-book မျိုးစုံတွေကိုကျွန်တော်တို့အများနဲ့မတူညီတဲ့ပုံစံတွေstandard site တွေနဲ့ကျွန်တော်တို့ဖန်တီးပေးနေပါတယ်နော်နောက်ပြီးတော့ကျွန်တော် playground ဆိုလဲ indoor တွေ outdoor တွေ commercial playground မျိုးစုံကိုမြန်မာနိုင်ငံမှာပဲကျွန်တော်တို့ handmade creation အစစ်မှန်နဲ့ကျွန်တော်ဒီမှာဖန်တီးထုတ်လုပ်နေပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ service က3မျိုးဖြစ်တယ်အဲ့3မျိုးကိုကျွန်တော်တို့က integrated project management ဆိုတဲ့ system တစ်ခုကို drive လုပ်ပြီးတော့ကျွန်တော်တို့စတင်ပြောင်းလဲပြီးသွားနေပါပြီဆိုတော့ကျွန်တော်တို့ social media မှာလည်းနောက်ပိုင်းအလင်းတင်သလိုသက်ဆိုင်ရာဌာနတွေက writer တွေ content creator တွေကနေပြီးတော့ကျွန်တော်တို့ပြင်ဆင်ပြီးတော့ကျွန်တော်တို့ရဲ့ daily activity တွေ knowledge sharing တွေကိုအမြဲတမ်းမျှဝေပေးသွားပါမယ်ဆိုတော့ကျွန်တော်ခွန်လာပိုင်း1ရက်နေ့မှာကျွန်တော်အနေနဲ့စတင်မိတ်ဆက်ပြီးတော့ကျွန်တော်တို့ကုမ္ပဏီကနေသွားနေတဲ့ strategy လေးတွေ project management ပုံစံလေးတွေကိုကျွန်တော်တို့စတင်မိတ်ဆက်ထားခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တန်းဆောင်လိုက်ပါ